皆さん、こんにちは。ゆり先生が、新ပြပေးမယ်ဘွန်ပူလေးရဲ့နာမည်ကတော့နာနီနာနီစမိုရီဆိုတဲ့ဘွန်ပူလေးပဲဖြစ်ပါတယ်။အဲ့တော့နာနီနာနီစမိုရီလို့ပြောလိုက်ပြီဆိုရင်မင်းတို့ N4 မှာသင်ခဲ့ရတယ်ပေါ့နော်။တခုခုကိုလှုပ်ဖို့ရည်ရွယ်ထားတဲ့ဆိုတဲ့ဥစ္စာမျိုးလေးပေါ့နော်။အဲ့တော့ဒီလိုအဓိပ္ပာယ်နဲ့မင်းတို့က N4 မှာသင်ခဲ့ရတယ်ပေါ့နော်။ဘာလဲဆိုရင် verb ကို dictionary form ပြောင်းမယ် noun form ပြောင်းမယ်စမိုရီဆိုပြီးတော့ပြောခဲ့တယ်။အဲ့တော့ဘယ်လိုပုံစံမျိုးလဲဆိုရင်ယာမာရဆန်ဝအီမာနိုရှိကိုတိုနော်အခုလုပ်နေတဲ့အလုပ်ကိုယာမဲရုစမိုရီဒါရှိအဲ့တော့ဗာလဲဆိုရင်ထွက်မဲ့ပုံပဲထွက်ဖို့ရွယ်ထားတဲ့ပုံပဲเนาะဒီလိုမျိုးတွေเนาะဝါတရှိဝနာနီနာနီဆူရုစမိုရီငါကเนาะဗာလဲဆိုရင်တခုခုကိုเนาะဗာလဲဆိုရင်လှုပ်ဖို့ရွယ်ချက်ရှိတယ်ရွယ်ထားတယ်ဒီလိုမျိုးတွေနဲ့မင်းတို့တွေ N4 မှာသင်ခဲ့ရတယ်เนาะစမိုရီဆိုတာကရွယ်ထားတယ်ပေါ့เนาะအခုဆိုရင်ငါဂျပန်သွားဖို့ရွယ်ထားတယ်တို့เนาะအဲ့လိုပုံစံမျိုးတွေနဲ့မင်းတို့သုံးခဲ့ရတယ်ဒါပေမဲ့အခုစန်စီတို့က N3 ပေါ့เนาะN3 မှာတော့တဲ့เนาะသူ့ရဲ့ဒီ summary ဆိုရဲ့အဓိပ္ပာယ်ကဘယ်လိုပုံစံမျိုးလဲဆိုရင် N4 ကလိုမျိုးเนาะနာနီနာနီ summary ဆိုတာကတခုခုကိုလုပ်ဖို့ရည်ရွယ်ထားတယ်ရည်ရွယ်ချက်ရှိတယ်ဆိုတာမျိုးမဟုတ်တော့ပါဘူးတဲ့เนาะ N3 ရဲ့ summary ကြတော့ဘယ်လိုပုံစံမျိုးလဲဆိုရင်နာနီနာနီဓာတ်と思っていたがတဲ့တခုခုလို့ तू ကเนาะထင်ခဲ့ပေမဲ့လဲကြီးဆိုင်ဝเนาะကြီးဆိုင်ဝဆိုတာကလက်တွေ့မှာတော့နာနီနာနီရှိတဲ့အီနာခတာတခုခုကเนาะမဖြစ်ခဲ့ဘူးเนาะမဖြစ်ခဲ့ဘူးနောက်တစ်ခုကကြာစိုးတယ်ဝနာခတာအဲ့လိုမဟုတ်ခဲ့ဘူးတဲ့အဲ့လိုပုံစံကိုပြောချင်တဲ့အခါမျိုးမှာစမိုးရီကိုသုံးပါတယ်တဲ့เนาะအဲ့တော့စန်စီရူကမြန်မာလိုဒီဟာကိုစီလီအောင်ဘာသာပြန်မဲဆိုလို့ရှိရင်နာနီနာနီပြင်မဲ့လို့နောက်ကနေဖြစ်မလာဘူးမဟုတ်လာဘူးဆိုတာကိုပြောချင်တဲ့အဓိပ္ပာယ်เนาะပြောချင်တာမျိုးဆိုရင်စန်စီတို့ကဒီစမိုးရီကိုသုံးပါတယ် N4 မှာတော့ကကြာရည်ရွယ်ထားတယ်เนาะနာနီနာနီလို့ဖို့ရည်ရွယ်ထားတဲ့ဘာညာသုံးခဲ့တယ်အဲ့တော့ verb ကို dictionary form ပြောင်းတဲ့ noun form ပြောင်းတဲ့ summary ဆိုပြီးသုံးခဲ့တာပေါ့เนาะဒါပေမဲ့ N3 မှာကျတော့ summary ကဘာလဲဆိုလို့ရှိရင်တခုခုเนาะဖြစ်မဲလို့တွေးထားတယ်ဒါပေမဲ့တကယ်မှာတော့အဲ့တခုခုကကိုတွေးထားတဲ့အရာကဖြစ်မလာဘူးเนาะမဟုတ်လာဘူးအဲ့လိုခါမျိုးမှာသုံးနေတယ်အဲ့တော့သူ့ရဲ့သုံးပုံသုံးနည်းခါတာချီကိုကြည့်မယ်ဆိုရင်သူက N4 နဲ့မတူတော့ဘူးเนาะဘယ်လိုပုံစံလဲဆိုရင်မဲရှိဆိုရင်မဲရှိ not စမိုးရီသုံးမယ်เนาะ noun not စမိုးရီနောက်တစ်ခုကကြတော့ verb ဆိုလို့ရှိရင်စန်စီတို့ကတခဲเนาะတခဲတဖောင်ပြောင်းမယ်ပြီး verb ဆိုလို့ရှိရင်တဖောင်ပြောင်းလို့ရတယ်နောက်တစ်ခုကတဲ့ဤရုပြောင်းလို့ရတယ်အဲ့တော့ plain တွေပေါ့เนาะပြောရလို့ရှိရင် plain သုံးပါပေါ့เนาะ N3 မှာကြတော့ noun ဆိုရင် noun not စမိုးရီ verb ဆိုလို့ရှိရင်တဖောင်လဲပြောင်းလို့ရတယ်တဲ့ဤရုလည်းသုံးလို့ရတယ်စမိုးရီเนาะအဲ့လိုပုံစံသွားမယ်နောက်တစ်ခုကကြတော့ EHT နာ HT ဆိုရင်เนาะစန်စီရူကဘာလဲဆိုရင် play เนาะမရှိရှုရှော့ကုခဲเนาะအတူတူပဲเนาะအဲ့တော့စန်စီရူက now verb EHT နာ HT เนาะအဲ့ခါတွေမှာဆိုလို့ရှိရင်စန်စီရူက plain form ပြောင်းရမယ်လို့သူကပြောထားတယ် now ဆိုရင် noun တော့စမိုးရီverb ဆိုလို့ရှိရင် verb ကိုတဖောင်ပြောင်းမယ်တဲ့ဤရုစမိုးရီเนาะ EHT နာ HT ဆိုရင် plain เนาะသူကို plain ပြောင်းစမိုးရီအဲ့လိုပုံစံမျိုးနဲ့သုံးပါမယ်တဲ့เนาะလွယ်ပါတယ်အဲ့တော့သူ့ရဲ့မြန်မာလိုပြန်ပြောမယ်ဆိုရင်တခုခုကเนาะတခုခုဖြစ်မဲလို့ကိုကတွေးထားပြင်မဲ့လေတကယ်မှာကိုတွေးထားတဲ့အရာကဖြစ်မလာဘူးမဟုတ်လာဘူးအဲ့လိုခါမျိုးမှာစန်စီရိုကစမော်ရီကိုသုံးလို့ရပါတယ်ကဲစန်စီရိုတွေစက်ကြည့်ကြစို့เนาะကဲစန်စီနဲ့သူ run shoe လေးလုပ်ကြည့်ကြစို့เนาะ run shoe 1ကဘာလဲဆိုရင်မေရုအခုတစမိုရီတတကတဲ့เนาะအဲ့တော့စန်စီရိုကအခုရီမတ်တာအဲ့တော့အခုတ verb ကိုအခုရီမတ်ဆိုတဲ့ verb ကိုတာဖောင်ပြောင်းလိုက်တယ်เนาะအခုတစမိုရီတတကအဲ့တော့ဘာလဲဆိုလို့ရှိရင်မေးကိုပို့ခဲ့ပေမဲ့လေလို့အထိပ္ပယ်ရတယ်ဒီမှာကြတော့เนาะအဲ့တော့အခုတစမိုရီလို့ပြောကြတယ်စန်စီရိုကယူရထားတယ်မဟုတ်ဘူးเนาะN4 နဲ့မတူ N4 ကကြာစန်စီတို့က dictionary form 9 form ပဲပြောင်းမှာအဲ့တော့ရည်ရွယ်ထားတယ်ဆိုရင်တော့ dictionary form 9 form ပြောင်းပြီးတော့သုံးလို့ရတယ်ပေါ့နော်အခုကျတော့မဟုတ်ဘူးเนาะသူမေးပို့ခဲ့ပြီမဲ့လေเนาะအခုတစမိုရီတတာကကျတော့မေးပို့ခဲ့ပြီမဲ့လေသူတို့ဤတဲ့
inakata မရောက်လာခဲ့ဘူးအဲ့တော့ तू ကတော့မေးပို့လိုက်ပြီเนาะရောက်မယ်လို့ तू ထင်ပါတယ်ဒါပေမဲ့တကယ်မှာတော့ရောက်လာလားမရောက်လာဘူးเนาะအဲ့ခါမှာ sensei တို့က sumori ကိုသုံးပါတယ်နောက်2番この問題はတဲ့分かっているつもりだったかအဲ့တော့ဒီ問題ဒီပြဿနာပေါ့နော်ဒီ問題ကိုတဲ့နော်မေကွန်းပေါ့နော်分かっているつもりだったか तू နော်နားလည်နေတယ်လို့ထင်ခဲ့ပေမဲ့လဲနော်分かりますအဲ့တော့ているနော် plain ているလို့ပြောင်းလိုက်တယ်အဲ့တော့分かっているつもりだったかနားလည်မယ်လို့ထင်ခဲ့ပေမဲ့လဲテストではテストမှာတော့間違えてしまったတဲ့အမှားတွေဖြစ်ခဲ့တယ်မှားခဲ့တယ်တဲ့နော် तू ကတကယ်မှာတော့ तू နားလည်မယ်လို့ तू ထင်ခဲ့တယ် तू လည်းရေးခဲ့တယ်နော်စူးစမ်းခဲ့တယ်တကယ်ကတော့ဟုတ်လားမဟုတ်ဘူးเนาะအမှားတွေဖြစ်ခဲ့တယ်ဒီလိုပုံစံမျိုးမှာသုံးတယ်နောက်3番まだ若いつもりだったのにတဲ့เนาะအဲ့တော့まだ若いつもりဆိုရင် e adjective လေเนาะ sensei က e adjective ဆိုတဲ့အတွက်ကြောင့်မို့ plain ဖြစ်တဲ့ကြောင့် e つもりပေါင်းလိုက်တာအဲ့တော့若いつもりだったのにเนาะまだ若いငါငယ်သေးတယ်လို့ तू ထင်ခဲ့ပေမဲ့လေ電車の中でတဲ့เนาะယထာရဲ့အထဲမှာ席を譲られてတဲ့အဲ့တော့席を譲るဆိုတာက sensei တို့ကဦးစားပေးတာထိုင်ကုန်တွေဦးစားပေးတာเนาะဂျပန်မှာရှိပါတယ်ဂျပန်ရဲ့ဒီဗာလဲယထာတွေမှာဒီအဖိုးအဖွားတွေကိုဦးစားပေးထိုင်ကုန်ရှိတယ်เนาะနောက်တစ်ခုကကြတော့ကိုဝင်ဆောင်တဲ့တွေဆိုလို့ရှိရင်ဦးစားပေးထိုင်ကုန်ရှိတယ်လှုပ်ထားပေးရပေါ့เนาะအဲ့ခါကျတော့သူကတော့သူ့ကိုသူငယ်လေးပဲရှိသေးတယ်လို့သူထင်နေတယ်ဒါပေမဲ့ရထားထဲမှာသူ့ကိုเนาะဒီဦးစားပေးထိုင်ကုန်မှာထိုင်မှာဆိုပြီးတော့เนาะပြောချင်းခံရတာပါเนาะစက်ခီကိုယူဆလာတဲ့တဲဆိုတာเนาะထိုင်မှာလို့ဦးစားပေးချင်းခံရတဲ့အတွက်ကြောင့်ရှော့ခုဒါတာသူရှော့ပြခဲ့ပဲတဲ့เนาะသူထင်သားလားသူတက်ကြီးနေပြီလို့ထင်သားလားမထင်သားဘူးလေเนาะသူ့ကိုသူကတော့အရန်ကိုငယ်ရွယ်နေသေးရဲ့လို့သူထင်သားပေမဲ့เนาะဒီဦးစားပေးထိုင်ကုန်မှာထိုင်ခိုင်းချင်းခံခဲ့ရတဲ့အခါမှာတော့သူ shock ပြခဲ့တယ်ပေါ့နော်အဲ့လိုခါမျိုးမှာလဲ sensei တို့က sumori ကိုသုံးပါတယ်နောက်4番私は人よりတဲ့အဲက上手なつもりだったကအဲ့တော့ငါကတဲ့လူတွေထက်နော်ဘာလဲဆိုရင်ပကြီးကနော်ပကြီးဆွဲတာက上手なつもりだったကအဲ့တော့နာadjectiveနော်နာ adjective နဲ့ plain ပေါင်းပြီးတော့ sumori ပေါင်းထားတာအဲ့တော့ရှုရှော့ခုခဲပေါ့နော်မရှိရှုရှော့ခုခဲအဲ့တော့ဘာလဲဆိုလို့ရှိရင်ဂျောဇူနာဆူမိုရီဒါတာကသူနော်ပကြီးဆွဲတာတခြားလူတွေထက်နော်လူတွေထက်သူတော်တယ်လို့သူထင်ခဲ့ပေမဲ့လဲဘီဂျူဆုဒိုင်ကခုနီးတဲ့နော်ဘီဂျူဆုပကြီးနုပညာပေါ့နော်ဒိုင်ကခုရောက်တဲ့အခါမှာတော့တဲ့ရှင်ကာခုရှိတာ level တွေကိုကြည့်မယ်ဆိုရင်ရှင်ကာခုဆိုတာ level နော် high level ကိုပြောတာနော် level တွေကိုကြည့်မယ်ဆိုရင်တော့တဲ့ level တွေဆင်လိုက်မယ်ဆိုရင်တော့もっとすごいနော်ပို့ပြီးတော့သူထက်တော်တဲ့ဟီတိုကအိုးစေးအတာတဲ့အရန်များခဲ့တယ်တဲ့အဲ့တော့ तू ကတော့သူ့ကိုသူနော်သူ့ထက်တော်တဲ့လူမရှိဘူးလို့ तू ထင်ထားတာဒါပေမဲ့နော်အဲ့ဒီဗာလဲအမှုပညာဒီတက္ကသိုလ်မှာတော့ level တွေနော် level high level တွေကိုကြည့်လိုက်မယ်ဆိုရင်တော့သူ့ထက်တော်တဲ့လူရအများကြီးရှိတာသူသိခဲ့ရတယ်အဲ့တော့ sumori ဆိုတာဘယ်လိုလဲတခုခုကရှိတယ်လို့ तू ကနော်ထင်ထားပေမဲ့တခုခုဖြစ်တယ်လို့ तू ထင်ထားပေမဲ့တကယ်ကတော့ဟုတ်လားမဟုတ်ဘူးเนาะ तू ထင်တဲ့အတိုင်းဖြစ်မလားအဲ့လိုပုံစံမျိုးမှာသုံးပါတယ်နောက်ဂောဘန်僕はတဲ့彼女とはเนาะငါကတော့တဲ့เนาะ彼女とはကောင်မလေးနေက友達のつもりなのにတဲ့တငယ်ချင်းလို့ပဲ तू ကတော့တွေးထားတာကောင်မလေးကိုเนาะဒီကောင်မလေးကတော့ငါရဲ့တငယ်ချင်းအဲ့တော့友達ဆိုတဲ့အတွက်ကြောင့်မို့ sensei တို့ကဗာလဲ noun ဆိုရင် noun のつもりကိုเนาะအဲ့တော့ noun のつもりなのにငါကတော့ဒီကောင်မလေးကိုတငယ်ချင်းလို့ပဲ तू တွေးထားပေမဲ့လေတဲ့彼女はတဲ့ကောင်မလေးကတော့私と結婚したいらしいတဲ့เนาะငါနဲ့เนาะခက်ခွန်းလှုပ်ချင်တဲ့ပုံပဲတဲ့ तू ရဲ့ခံစားချက်နဲ့ तू ခံစားလိုက်တဲ့အခါမှာเนาะသူနဲ့เนาะမင်္ဂလာဆောင်ကျင်နေတဲ့ပုံပဲတဲ့เนาะခိုမတာနာတဲ့ဒုက္ခပါပဲเนาะတဲ့เนาะအဲ့ပုံစံမှာเนาะဒီလိုခါမျိုးတွေမှာပဲတုံတယ် तू ကတော့သူ့ကို तू ဒီကောင်မလေးကိုတငယ်ချင်းလို့ तू ထင်ထားတာเนาะတငယ်ချင်းဖြစ်နေပဲ तू ထင်ထားပေမဲ့ကောင်မလေးကတော့အဲ့လိုဟုတ်လားမဟုတ်ဘူးเนาะတကယ်မှာတော့ကောင်မလေးကသူ့ကိုယူခြင်းနေရပေါ့နော်လက်ထက်ချင်နေရပေါ့နော်အဲ့ခါမျိုးမှာ sensei တို့က sumori ကိုသုံးပါတယ်ကဲဒီလောက်ဆိုရင်တော့မင်းတို့တွေနားလည်မယ်လို့ထင်ပါတယ်တကယ်လို့နားမလည်ဘူးဆိုလို့ရှိရင် sensei ကိုချိန်မရွေးလာမေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်